အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Budget Calculation တွေက Moving Average Trend တွေကိုလေ့လာသွားမှာဖြစ်ပါတယ်။ Power BI ကတော့လေ့လာရတာလွယ်ကူပြီးတော့မှ Global မှာအသုံးအများဆုံး Enterprise Business Intelligence Tool တစ်ခုဖြစ်ပါတယ်။အခုဖော်ပြထားတဲ့ Budget ထဲမှာတော့ရောင်းအားတွေကိုလိုက်ထည့်ထားတာဖြစ်ပါတယ်။ကျွန်တော် Budget Calculation တစ်ခုကိုစတင်တွက်ချက်ဖို့အတွက် Timeline ပေါ်မှာ click နှိပ်လိုက်ပါမယ်။ More Option ကို click နှိပ်ပြီးတော့ New Budget Calculation ပေါ်မှာ Moving Average ကို click နှိပ်လိုက်ပါမယ်။ကျွန်တော်တွက်ချက်ဖို့အတွက်အောက်မှာ budget calculation box လေးပေါ်လာပါတယ်ဒီမှာဆိုရင်တော့ moving average ဆိုတဲ့ formula ကိုအသုံးပြုထားပါတယ် feed ထဲမှာတော့ကျွန်တော်တို့တွက်ချက်ခြင်းတဲ့ sum of sales ကို click နှိပ်လိုက်ပါမယ်အနောက်မှာတော့ window site ကိုကျွန်တော်တို့သတ်မှတ်ရမှာဖြစ်ပါတယ်ဆိုတာကတော့အခုကျွန်တော်တို့ရောက်ရှိနေတဲ့ကာလအပေါင်းစုစုပေါင်းကျွန်တော်တို့3လကိုတိုးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့3ကိုရိုက်ထည့်လိုက်ရုံပါပဲဒါဆိုရင်တော့လွန်ခဲ့တဲ့3လအတွင်းမှာရှိနေတဲ့ဖြန်းမြရောင်းအားတွေနဲ့ယခုရောက်ရှိနေတဲ့ရောင်းအားတွေကိုနှိုင်းယှဉ်သွားမှာဖြစ်ပါတယ်ကျွန်တော် moving average line လေးကိုအကြောင်းပြောင်းလိုက်ပါမယ်အခုဆိုရင်ကျွန်တော်တို့စက်တင်ဘာရဲ့ results ကိုကြည့်မယ်ဆိုလို့ရှိရင်စက်တင်ဘာနဲ့လွန်ခဲ့တဲ့2လစုစုပေါင်း3လရဲ့ရောင်းအားတွေကိုပေါင်းပြီးတော့မှ3နဲ့စားပြီးတော့ဖြန်းမြတန်ဖို့ကိုပေးပြီးလာလိုက်ရွေ့သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ moving average ကို3လမဟုတ်တော့ဘဲနဲ့လွန်ခဲ့တဲ့6လရဲ့ဖြန်းမြရလက်အနေနဲ့နှိုင်းယှဉ်ကြည့်ချင်တယ်ဆိုလို့ရှိရင် value ထဲသွားပြီးတော့မှကျွန်တော်တို့ရဲ့ base value မှာ moving average ကို edit calculation ပြန်ယူလိုက်ပါမယ်ပြီးတဲ့အခါကျွန်တော်တို့သတ်မှတ်ထားခဲ့တဲ့3ကိုကျွန်တော်တို့6လို့ပြောင်းလိုက်ပါမယ်ကျွန်တော်တို့ comment လုပ်လိုက်တာနဲ့လွန်ခဲ့တဲ့6လကဖြန်းမြရောင်းအားတွေနဲ့လက်ရှိရောင်းအားတွေကိုနှိုင်းယှဉ်သွားတာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့ cluster budget အနေနဲ့ကျွန်တော်တို့ပြန်ပြီးတော့မှကြည့်လိုက်ပါမယ်ဒီနောက်မှာတော့လားတွေက data ရမ်းများတော့အရန်လဲချုပ်ထွေးနေတယ်ကျွန်တော်တို့နောက်ထပ် flexible ဖြစ်တဲ့နည်းလမ်းလေးတစ်ခုအနေနဲ့ဒါကို quarterly လိုက်ကျွန်တော်တို့ပြောင်းပြီးတော့မှကြည့်သွားမှာဖြစ်ပါတယ်ဆိုတော့ data tab ထဲပြန်ဝင်လိုက်မယ်ကျွန်တော်တို့ month အစားကို quarter ကိုပြောင်းလိုက်ပါမယ် okay ဒါဆိုရင်တော့လွန်ခဲ့တဲ့6 quarter မှာရှိနေတဲ့ဖြတ်မြတ်တန်ဖိုးနဲ့လက်ရှိကာလကိုနှိုင်းယှဉ်ပြီးတော့မှပြသပေးသွားတာဖြစ်ပါတယ်အခုလို flexible ဖြစ်တဲ့ moving average trend တွေကိုကျွန်တော်တို့ dash ကိုရေးမယ်ဆိုရင်တော့အများကြီးစဉ်းစားပြီးတော့မှအရှိကြီးရေးရတာဖြစ်ပါတယ်လွယ်ကူကူနဲ့ကျွန်တော်တို့ရကျင်နေဆိုရင်တော့ budget calculation ကိုအသုံးပြုပြီးတော့မှရနိုင်တာဖြစ်ပါတယ်ကျွန်တော် trend line လေးပြန်ထားကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့6 quarter မှာရှိနေတဲ့ဖြတ်မြတ်တန်ဖိုးနဲ့လက်ရှိကာလကိုနှိုင်းယှဉ်ပြီးတော့မှပြပေးနေတာဖြစ်ပါတယ်နောက်လို့စမှာတော့ကျွန်တော်6 quarter မဟုတ်တော့မနဲ့ quarter လိုက်ဆိုတော့အနည်းငယ်များတဲ့အတွက်ကြောင့်မလို့3 quarter ကိုပြန်ထားလိုက်ပါမယ်အဲ့ဒါခောက်လိုက်ပါမယ် Power BI မှာကျွန်တော်တို့ quick matcher budget calculation တွေအသုံးပြုပြီးတော့မှအလွယ်တကူနဲ့လေ့လာလို့ရနေပါပြီ Power BI ကတော့လေ့လာရတာလွယ်ကူပြီးတော့မှ global မှာအသုံးအများဆုံး enterprise business intelligence tool တစ်ခုဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်သင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ